ခုလောက်တဲ့ဟက်ကရေတော့လို့ကြောက်တယ်ကြာ Hello အားလုံးမင်္ဂလာပါအခုရောက်ရှိနေရတော့ Daphne Style ဆိုတဲ့ hair salon လေးပဲဖြစ်ပါတယ်အားလုံးမင်္ဂလာပါနော်ကိုဒီနေ့တော့ပေါ့နော် Daphne Style Hair Fixing Center ဆိုတဲ့center လေးမှာ hair style လေး change ကြည့်မယ်ပေါ့နော်အခုလည်းဆိုတော့သမင်ကလည်းအရန်ရှိနေပြီရာဒီဥရုကလည်းအရန်ပူတဲ့အခါကျတော့သမင်ကိုနည်းနည်းလေးတူတူလေးညှက်မယ်လို့စဉ်းစားထားတယ် shoulder လောက်လေးသွားမယ်ပေါ့နော်အဲ့ခါကျတော့ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတော့ဒီဆိုင်မှာပေါ့နော်မှတ်ဖို့နဲ့တူတူလိုက်ထည့်ကြည့်ပြီးအောင်နော်ဒီနေ့တော့အမဟိုပေါ့သပင်လေးကိုလေတူတူလေးညှက်ချင်တာပေါ့နော်hair style လေးကြောင်းချင်တာပြီးတော့အ shoulder လောက်လေးပေါ့အရင်တူတူလေးလည်းမဟုတ်ဘူးပေါ့နော်အဲ့လောက်လေးညှက်လိုက်မယ်လို့စဉ်းစားထားရပေါ့နော်ပြီးတော့တခြားတော့ဘာ service လေးရသေးလဲ တခြားကဒီမှာက hair keratin protein and rebounding အကုန်လုံးရတယ်ပြီးတော့သပင်ကောက်တာလည်းကောင်းတယ်ပြီးတော့အယောင်ကတော့ပုံအများကြီးရတယ်ပေါ့နော်အဲ့ဒါအပြင်ဒီမှာ massage တွေကောင်းတယ်head massage တို့အဲ့ full body massage foot massage back massage အကုန်ကောင်းတယ်ပြီးတော့ Moroccan bath လည်းရတယ်ပြီးတော့လက်သေးနဲ့ပတ်သက်တာလည်းအကုန်လုံးရတယ်လက်သေးဆက်တာတွေလက်သေးအယောင်ဆိုးတာတွေ gelish တွေ normal color တွေပြီးတော့သပင်ဆက်တာလည်းရတယ်ဆက်တာလည်းရတယ်မင်းကတော့ညှက်မှာဆိုတော့ညှက်မှာဆိုတော့ဆက်တာညှက်ပြီးရိုးဝိုင်းလာပြန်ဆက်အော် waxing လည်းရတယ်ရတယ်နော်ဒီနေ့အားဆိုလို့ရှိရင်တော့သမင် hair cut လုပ်မယ်ဟောတော့မယ်ပြီးတော့ waxing လေးလုပ်သွားလိုက်ဟုတ်ကဲ့ဟုတ်မှာဟုတ် please မှာထားဖို့သွားနေပါတယ်သူက locker လေးတွေလည်းရှိရပေါ့နော်ဒီ locker လေးတွေမှာအိတ်သိမ်းလို့ရမယ်ဆိုတော့ဒီထဲကိုထည့်မယ်ပေါ့နော်အိတ်လေးတွေ locker လေးထည့်မယ်ပေါ့နော်သိဆိုင် They provide safety box I got a key hair what ကောင်းချော်ရတဲ့ feeling ကတော့အရင်နေလို့ကောင်းတယ်ပေါ့နော်ဟိုကတဝက်လောက်တော့ရောက်သွားပြီကောင်းချော်ရတော့နည်းပေါ့သွားပေါ့သူကဆိုဒီမှာတေးသေးသေးလေးလျှော်ကြလို့အိမ်မှာကောင်းချော်မလားဟုတ်တယ်ဆိုရင်တော့အဲ့လိုအချိန်ယူပြီးအေးစေးဒီမှာ relax လာလို့ရတယ်ပေါ့နော်ကောင်းချော်တာရောသမင်းညက်တာရောဒါမှမဟုတ်လည်းအမဆက်ပေါ့နော်အဲ့လိုလေးဆိုတော့ပို့လို့အဆင်ပြေရပေါ့အရင် rush ဖြစ်တယ်ဆိုလို့ရှိရင်တော့ဟိုကတိတ်ပြီးတော့ပေါ့သွားတယ်လို့ပြန်လာရအောင်တော့ချင်းလိုက်ပါပြီတမန်ပေါင်းမယ်ကြာပြီမရောက်ဖြစ်တာNew Year ပြီးတော့တွေကသမင်အဲ့တော့တစ်ခေါက်ညှက်လိုက်တယ်ဒါပေမဲ့ပြန်ရှည်လာတဲ့သမင်ကိုပြန်ချင်းနေတာပေါ့နော်ဒီကအရင်ဖူးရပူရခါကျသမင်တူတူလေးနဲ့မှပို့ပြီးတော့အဆင်ပြေရလို့ထင်တယ်ပြီးတော့မျက်နှာရှိတ်မဲ့ဆိုရင်ဒီနေ့လိုစိတ်ကူးနေလဲဆိုတော့ဒီဆန် review တွေရန်ကောင်းတယ် Google review တွေကိုကြည့်ရဲပြီးတဲ့ခါကျတော့များသောဖြင့် Asian တွေများတယ် Asian တွေကများတဲ့ခါကျတော့ language ကလည်းအဆင်ပြေမယ်လို့ထင်တယ်ပေါ့နော်အဲ့ခါကျတော့ဒီဘက်ကိုပဲလာပြလိုက်တာပြီးတော့နေရာကလည်းကွေးမောရဲ့သုံးခွာမှာဆိုတဲ့ခါကျတော့အရိကာဝင်းကျင်မှာမြန်မာတွေတော်တော်များများကရှိရပေါ့နော်ရှိရခါကျတော့ဒီဘက်ကနီးနေနေရလာရတာလည်းအဆင်ပြေအဲ့တော့ transportation ကတိကျရင်လုပ်နေကြမလို့ပေါ့အဲ့တော့ location လည်းရမ်းကောင်းတယ်အကောင်လုံးနဲ့အဆင်ပြေတဲ့နေရာလေးလည်းဖြစ်တယ်ပေါ့နော်အဲ့ခါကျတော့ဒီဘက်ကိုရောက်လာပါတယ်Service is so nice. အထိုက်ဆုံးကတော့မုတ်ကျွေး coffee ထိုက်တယ်မုတ်ကျွေးတယ်မုတ်ကလေခလေးလိုမှအများကြီးထည့်ပေးထားတယ်စားချင်တာစားပြီးရင် coffee လည်းတိုက်တယ်ရေကလည်းဝင်လာတော့တပူအထဲမှာလည်း2ပူ3ပူလောက်ခေါင်းကလည်းတိတိကျကျကဲလုပ်ပြီးရလျှော်ပေးတယ်ပြီးရင်တော့ waxing လုပ်လိုက်အောင်မယ်
ပြီးသွားပြီပေါ့နော်မပို့ပြီးလို့ရှိရင်တော့အခုတစ်ခါပဲအနာအမွတ်စင်လေးပါလို့လိုက်မယ်သူ treatment လေးကဘယ်လိုလဲဆိုတာလည်းဖိုင်ကြည့်တယ်စိုက်ကြည့်ပြပါဦးနော် ဒါကတော့ဝက်ဆန်လုံးမဲ့အခန်းလေးပေါ့နော်အခန်းနေထားတော့တန်ရှင်ပြန်ရမှုရှိပါတယ်ပြီးတော့ဒီဝက်ဆန်လုံးတဲ့ result ကလည်းကျန်တဲ့မှုရှိရပေါ့နော် အခုဆိုဖို့အနာအမွတ်စင်လည်းလုပ်ပြီးသွားပြီပေါ့နော်အနာအမကတော့ SND ပါရဲ့သူတို့ room ကလည်းတန်ရှင်မှုရှိရပေါ့နော်နည်းနည်းတော့နာတာပေါ့နော်အားလုံးအဆင်ပြေနေတယ်ဒီနေ့တော့ relax ပဲပေါ့ အဲ့ နော် မှာအမခုလုပ်တဲ့ haircut နဲ့ဝယ်စင်စားပြီးတနမှုရှိရလား ကျွန်တော်မှုရှိရဲညီမလေးဒီ hair ဆိုလို့ရှိရင်သမင်းကုံမလုံးကလူနောက်လူတယောက်လိုမျိုးထိန်းသွားရပေါ့နော်အဲ့ဒါလေးတော့မှသဘောကျတယ်ပြီးတော့ ပြီးတော့ငယ်သွားရနော် ပြီး ပြီး ငယ် တော့ သွား ငယ် တယ် သွားတယ် ပြောတာရဲ့ဟုတ်လား ဟုတ်တယ် ပြီးတော့နောက်တစ်ခါကျတော့ language ပေါ့နော်ဘာသာစကားအနေနဲ့ကျတော့ဒီမှာ hair sign လေးတွေက Asian တွေပဲရွေးလို့ရတဲ့ခါကျအဲ့လေမှအရင်သဘောကျတယ်တခြားတစ်ခုတော့ပေါ့နော်ဘလောက်ပဲအင်္ဂလိပ်စာရရပြောနော်ပြောနေရတဲ့စကားတွေကအဆင်မပြေတဲ့ခါကျလို့ရှိရင်တိတ်ခါကိုလိုချင်တဲ့ design ကိုမရရပဲဖြစ်နိုင်အဲ့တော့ hair cut ကတော့လုံးဝ9.5 out of 10ပေါ့နော်လုံးဝပြီးရပြီးတော့ watching ပေါ့နော် watching ကလည်းအခန့်ကလည်း room ကတန်ရှင်းမှုရှိရပေါ့နော်ပြီးတဲ့ခါကျတော့မြန်လည်းအရင်မြန်လည်း watching လောက်သွားတာပေါ့နော်အဲ့ခါကျတော့ watching ကိုလည်း satisfy ဖြစ်တယ် ငါချင်းမှုဝယ်ရှိရ တခုကလေးလေးတော့နာပေါ့နော်တခုကအနည်းနဲ့အများတော့ဒါတော့ watching လုံးနေတာလူဆိုတော့ပိုသိရပေါ့အနည်းနဲ့အများတော့သူကနာကျင်မှုတော့ရှိရနည်းနည်းတော့နာပေါ့နော်အမပေါ့နော်နောက်တစ်ခါကျရင်တော့လက်သေးလောက်ချင်တယ်ဒီတစ်ခါတော့အချိန်သိမရလိုက်လို့ပေါ့နော်နောက်တစ်ခါကျလို့ရှိရင်ရောဘယ်လို promotion တွေရှိလဲဒီမှာဘယ်လို discount မျိုးတွေရောရှိလား ညီမတို့မှာဟို point ဆိုတာရှိတယ်ညီမတို့ point ထောင်ပြည့်တယ်ဆိုလို့ရှိရင်ညီမတို့ရဲ့ဒီ service လေးကိုတစ်ခါပေါ့နော်ဒါဆိုလို့ရှိရင်နှစ်ခါ free လုပ်လို့ရတယ်ဒါဆိုလို့ရှိရင်နှစ်ခါပေါ့နော်ဒီလိုမျိုး free service တွေလုပ်လို့ရတယ် ဟုတ်ပြီဒါဆိုလို့ရှိရင်အမ point က1000ဆိုလို့ရှိရင်ဟိုတစ်ချိန်လေးစုသွားလိုက်ပြီးတော့ point 1000ပြည့်လို့ရှိရင်ဒီလို service လေးတွေရမှာပေါ့နော်အခုမှဆက်တို့မှမူတည်ပြီးတော့ပေါ့နော်အဲ့ဒါဆိုရှင်ခြေထောက်မှာဆက်တို့နော်ခေါင်းတို့ facial တို့ cleansing ပြီးရင် manicure pedicure ပေါ့နော်လက်သေးတော့လည်းပါပေါ့နော်အဲ့တော့ service လေးလုပ်လို့ အားလုံးကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဒီလိုမျိုးပေါ့နော်မပုံလိုမျိုး service sign သိတဲ့သူတွေအတွက်ကို recommend ပေးမယ် Green Mall ရဲ့ Tower 2ပေါ့နော်အဲ့မှာမှ top floor ကိုလာလိုက်လို့ရှိရင်ဒီ sign လေးကိုတွေ့ရမှာဖြစ်တယ်ပေါ့နော် sign နာမည်လေးကတော့ Definitely Star Hair Fitting Center ဆိုပြီးတော့ပေါ့နော်ဒီ sign လေးကိုတက်တက်ဝင်လာတာနဲ့ဒီ sign ထဲမှာလုံးဝပေါ့နော် hair style လေးတွေကောင်းကောင်းလေးရှိရယ်ပြီးတော့ Asian စကားပေါ့နော်ဘာသာစကားမျိုးမျိုးလည်းပြောလို့ရတယ်သူတို့ service ကတကယ် share ကြီးပေါ့နော်အဲ့ခါကျတော့အားလုံး recommend ပေးစင်တယ်လာပြအောင်လာခဲ့နော်ဒီလို sign လေးတွေညံ့ကြောင်းလေးပြလိုက်တော့ Sharing knowledge vlog by Bo